ဒီမှာပြလို့တော့ဓမ္မစကူတင်နာတိုက်ပွဲအခမ်းအနားတော့ကြောရောက်ချင်းမြင်ပေးပါတော့ဇိုင်းတုံတို့သံဃာအေးဆရာတော်ဘုရားကြီးအမှုပြုတော့သံဃာတော်များကျောင်းဆရာမကြီးနဲ့ဆရာမများကျောင်းသားမိဘများအလူကြီးများနဲ့ကျောင်းသားကျောင်းသူများအားလုံးစိတ်ချမ်းသာစေကိုယ်ချမ်းသာစေနဲ့ပြည့်စုံကြပါစေကြောင်းသုမှုကောင်းတောင်းရင်မင်္ဂလာနဲ့ချင်းပါလို့ရိုသေစွာကာဝပြုနှုတ်ဆက်တာအပ်ပါလေအရှင်မြတ်တို့ဗျာပြီးတော့ဝန္တာပင်ဆရာတော်နဲ့နှံ့ကောင်ဆရာတော်တို့ရဲ့လိုင်းညွန်မင်းကြမှုနဲ့ဩဝါဒတို့ကိုခံယူပြီးဤဓမ္မစကူတင်လန်းကိုအနိကပြည့်ကြရတဲ့ကနတလခဏကလက်ထောက်ညွန်ကြားမှုကုဝိုင်ဆန်းလည်းဖြစ်ပါတယ်ရှင်မြတ်တို့ခင်ဗျာအရှင်မြတ်တို့ဗျာဤဓမ္မစကူတင်လန်းတို့ဝန္တာပင်ထေရဝါဒတနာပြုကျောင်းမှာကျောင်းတိုင်းဆရာတော်ဖတ်တနာသာနာဝါရဦးစီးဦးဆောင်မှုနဲ့20ရက်စစ်လ2015ရက်နေ့မှာ9ရက်17လ2015ရက်နေ့အထိအပတ်စဉ်တနင်္ဂနွေနေ့တိုင်းနနက်7နာရီမှ17နာရီအထိဝန္တာပင်ကျောင်းသားနဲ့နန်းကွာကျောင်းသားတို့မှတန်ဃာတော်များအထကမိုင်းလာနဲ့အလကခွဲနာလင်းပခါတို့ကဆရာမများဝန္တာပင်ကဓမ္မစကူဆရာမများနဲ့မိုင်းလာကစေနာရှင်ဆရာတို့ကပင်ကြားပို့ချပေးခဲ့ပါတယ်အရှင်မြတ်တို့ဗျာဓမ္မစကူတင်တန်းဖွင့်ရခြင်းမှာဓမ္မစကူဖောင်ဒေးရှင်းဗဟိုမှရည်မှန်းချက်ဖြစ်တဲ့ဗုဒ္ဓဘာသာတရဏတော်နဲ့နိုင်ငံတော်အတွက်တာကောင်းယတနာများပေါ်ထွန်းလာပြီးအေးချမ်းလာရတော့သူ့အဖွဲ့အစည်းဖြစ်တဲ့ပေါ်ထွန်းလာစေရန်ဖြစ်ပါတယ်ရှင်မြတ်တို့ဗျာဓမ္မစကူဖောင်ဒေးရှင်းဗဟိုမှချမှတ်ထားတဲ့မူဝါဒ၄ချက်ကတော့၁ဗုဒ္ဓမြတ်စွာဘုရားဆုံးမဘုရားတော်နဲ့အညီတင်ကြားပို့ချရေးနှစ်မြန်မာယဉ်ကျေးမှုထုံးတမ်းစဉ်လာများကိုတန်ဖိုးထားထိန်းသိမ်းဆောင်ရှောက်ရေး၃အရှားတော်ပုဂ္ဂိုလ်ဖြစ်စေဘာသာကိုဖြစ်စေအဖွဲ့အစည်းကိုဖြစ်စေမထိခိုက်ရေး၄ပါတီနိုင်ငံရေးကျင်းစင်းစွာလောက်ကိုင်းနိုင်ရေးတို့ပဲဖြစ်ပြီးရည်ရွယ်ချက်၃ချက်ကတော့ခိမီတင်ကြားရေးစနစ်များပါဝင်ပြီးအတန်းစင်လိုက်ပြဋ္ဌာန်းထားတော့ဒီယုံညွန်းသားများဖြင့်တင်ကြားပေးမိဓမ္မစကူကျောင်းများမြန်မာနိုင်ငံအနှံ့ပေါ်ပေါက်လာပြီးမျိုးဆက်ပြည်သူများပေါက်တာတရားတော်များကိုအခြေခံမှစရလေးလာတင်ကြားနိုင်နှစ်မိယောပကဗုဒ္ဓဘာသာဝင်ကဗုဒ္ဓတရားတော်များကိုလက်တွေ့ဘဝတွင်အတုံးချနိုင်တော့အရှင်းသင်ဗုဒ္ဓဘာသာဝင်များဖြစ်လာနိုင်စေ၃ဆရာနဲ့တန်ခါညီညာဆိုလက်တွဲ၍တန်ခါပြုလုပ်ငန်းများလှုပ်ဆောင်သွားနိုင်ရတော့ပဲဖြစ်ပါလေအရှင်မြတ်တို့ဗျာအခုကျင်းပတဲ့ဓမ္မစကူတင်နန်းစင်ပွဲမှာဝန္တာပင်ဓမ္မစကူနဲ့မိုင်းလာဓမ္မစကူတို့ရဲ့တင်နန်းစင်ပွဲဖြစ်ပြီးဝန္တာပင်ဓမ္မစကူမှာကျောင်းသားကျောင်းသူ90ဦးမိုင်းလာဓမ္မစကူမှာကျောင်းသားကျောင်းသူ342ဦးတက်ရောက်ခဲ့ပါတယ်အရှင်မြတ်တို့ဗျာဓမ္မစကူတင်နန်းကလာအတွင်းရင်သွေးငယ်တာသမီများရင်ကျဲလိမ်မှာရေရှားစစ်စေရန်ဗုဒ္ဓမြတ်စွာဘုရားဆုံးမတရားတော်နဲ့ညီကျင့်ကြံနေထိုင်တတ်စေရန်အပင်ပန်းခံဒါရောက်တင်ကြားပေးပါတော့ဝန္တာပင်ဆရာတော်နဲ့နန်းကွာဆရာတို့ဦးဆောင်တော့တန်ဃာတော်များကို၎င်းကျောင်းပဲရပြအနားမယူပဲအပင်ပန်းခံတင်ကြားပြီးဆောင်ရွက်ပေးကြပါတော့ကျောင်းဆရာမကြီးတော်နန်းရေယူခိုင်ဦးဆောင်တော့တင်ကြားရေးဆရာမများနဲ့ဝေယဝိသကူညီဆောင်ရွက်ပေးပါတော့ဆရာမများနဲ့ဝန်ထမ်းမိသားစုဝင်များကို၎င်းဝါဒနာစေနာရင်းခံပြီးအလောက်ကတက်ခံပြီးလာရောက်တင်ကြားပေးပါတော့ဆရာဦးတင်ခိုင်နဲ့ဆရာဦးရနိုင်တူတော်အား၎င်းတန်ဃာတော်များနေဆွန်းစက်ကပ်ချင်းတင်ကြားပေးတော့ဆရာမများနေလေစာအခန့်ကျွေးမွေးရှိနဲ့ကျောင်းသားပရိငယ်များအာဟာရကျွေးမွေးရှိများအတွက်စေတနာထက်သန်စွာလူတန်းပေးကြပါတော့အလူရှင်မိသားစုအတီးကို၎င်းလေးမဲ့စွာကျေးဇူးအထူးတင်ပြီးမတ်တန်းတင်ထားရှိကျောင်းကိုလည်း၆ထားအပ်ပါတယ်အရှင်မြတ်တို့ဗျာမိကုန်းချုပ်အနေနဲ့နောင်နဲ့များတင်လဲဓမ္မစကူတင်နန်းကိုယခုလိုပဲအခက်အခဲမရှိအရှင်မြေရှောမွေးစွာနဲ့အောင်မြင်အောင်ဖွင့်လှစ်တင်ကြားနိုင်ရေးတန်ဃာတော်အရှင်မြတ်တို့ဝိညာဉ်အားပေးမှုကျောင်းဆရာမကြီးနဲ့တကွဆရာမများပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးနေဆ
စေတနာစီများ၏ပါဝင်ဝန်းရံကူညီလူသားမှုတို့လိုအပ်မည်ဖြစ်ပါကြောင်းလေးမြတ်စွာ6ထားတင်အပ်ပါတယ်စီမြတ်တို့တရားတန်ဃာတော်စီသူမြတ်များနှင့်အပိတများအားလုံးကျမ်းမာချမ်းသာကြပါစေ မင်္ဂလာပါဒီပါပြီတော့